အမျိုးသမီးဟာရုတ်တရက်မျက်စိပွင့်သွားတဲ့ခဏကိုအိမ်မက်ထဲမှာမီးလောင်ပေါက်ကွဲတဲ့မြင်ကွင်းတွေသမီးငယ်ရဲ့ငိုကြွေးတန်တွေဟာနားရွက်မှာအပြောက်ပြောက်လိုပြန်ကြားနေသေးတယ်ဒီနေ့ဟာခမေတော်မွေးနေ့ပွဲဆိုတာသူမတတိယလိုက်တဲ့လမ်းမှာတောင်သူမအိပ်ပျော်သွားမိပါလားဒါပေမဲ့သူမခေါင်းမော့ပြီးခီးဆုံးရာကုံဖြစ်တဲ့လုံစင်းစားတောက်ဆိုင်ကိုကြည့်လိုက်တဲ့အခါခနာကိုယ်တစ်ခုလုံးကြွက်သားတွေတင်းမာသွားတယ်ဒီနေရာဟာသူမအိမ်မက်ထဲကပောက်ကွဲမဲ့နေရာနဲ့အတိအကျတူနေလို့ပါထို့ထက်ပိုထူးဆန်းတာကသူမဟာလူတိုင်းရဲ့ခေါင်းပေါ်မှာပောက်ကွဲမိအချိန်ကိုပြောင်ပြောင်တင်းတင်းရေတွက်ပြနေတဲ့နာရီနောက်ပြောင်းတွေကိုမြင်နေရပါတော့တယ်အမျိုးသမီးဟာအခြေအနေကိုရှင်းပြဖို့အချိန်မရှိတော့ပဲမိသားစုဝင်တွေကိုစားတောက်ဆိုင်နဲ့ဝင်မလာစေဖို့တားဆီးဖို့သာတခုတည်းသောရည်ရွယ်ချက်နဲ့ပြေးသွားတယ်သူမဟာမိသားစုရှေ့ရောက်ပြီးဒီမှာတနာရီအတွင်းပောက်ကွဲမှုဖြစ်နိုင်တယ်သွားရင်အသက်အန္တရာယ်ရှိတယ်လို့အသေးချာရှင်းပြခဲ့တယ်ဒါပေမဲ့ခင်ပွန်းတီနဲ့ခမေတော်တို့ကတော့သူမစိတ်မနှံ့တော့ဘူးလို့ပဲထင်နေကြတယ်ခမေတော်ကတော့ဆွေမျိုးတွေရှေ့မှာသူမကိုဥနောက်ကျိတ်ပြဿနာပြန်ဖြစ်ပြီးမွေးနေ့ပွဲမှာဒုက္ခပေးနေတယ်လို့ပင်ရှုတ်ချပြောဆိုတယ်ခင်ပွန်းတီဟာအနှဲငယ်တန်တရားဝင်နေပေမဲ့မိခင်ရဲ့တိုက်တွန်းမှုကြောင့်တမီးကိုခေါ်ကာဆိုင်ထဲဝင်ဖို့ပြင်နေတယ်တစ်ဖက်မှာလည်းခမေတော်ဟာလူငယ်လာပါသောမိန်းကလေးတစ်ယောက်ကိုအားရပါရကြိုဆိုနေတယ်ကျမတို့ကြော်ဟော FAA ကိုလက်ထပ်လိုက်ရင်တားမတ်ဖြစ်သွားမယ်လေထိုမိန်းကလေးဟာနိုင်ငံခြားကပြန်လာပြီးလဲဆွဲကြိုးတစ်ချောင်းကိုလက်ဆောင်ပေးလိုက်တာနဲ့ခမေတော်စိတ်ကိုပျော်ရွှင်စေခဲ့တယ်ဒီအချိန်မှာပဲအမျိုးသမီးဟာပြေးဝင်လာပြီးဘုံရှိတယ်လို့အော်ဟစ်လိုက်တာကြောင့်လူအားလုံးရဲ့စူးစိုက်ကြည့်ရှုမှုကိုခံလိုက်ရတယ်ကျမကိုဘာကြောင့်မယုံတာလဲခမေတော်ဟာဒါကိုမြင်တော့အရန်တော်သက်ထွက်သွားပြီးသူမကိုဆိုင်ပြင်ကိုတွန်းထုတ်လိုက်တယ်မိသားစုအားလုံးရဲ့အထင်မြင်လွဲမှားခြင်းကိုခံရပြီးစိတ်ပြတ်အားငယ်နေတဲ့အမျိုးသမီးဟာပြေးထွက်သွားကသူ့သမီးကိုအရင်ကယ်ဖို့ဆုံးဖြတ်လိုက်တယ်သမီးငယ်ဘက်မှာတော့ဖေဖေဒါပါလဲကြမကြမ်းပြင်ပေါ်ကလက်ဆောင်တစ်ခုတွေ့တယ်ခုံလိုက်တုံးလိုက်မိနေတယ်သူမဟာစူးစမ်းစိတ်နဲ့ဖတ်ခင်ကိုပြသလိုက်တယ်ခင်ပွန်းတီကလမ်းဖွင့်ကြည့်လိုက်တဲ့အခါမျက်နှာဖြူဖက်သွားတယ်အတွင်းမှာနာရီနောက်ပြောင်းတစ်ခုရေတွက်နေတဲ့ဘုံတစ်လုံးရှိနေလို့ပါတကယ်ပဲဘုံခင်ပွန်းတီဟာသမီးကိုချီပြီးအပြင်ကိုထွက်ပြေးတယ်အခြားသူတွေလည်းအကြောက်တရားနဲ့လိုက်ပြေးကြတယ်အားလုံးသားထောင်ပါဖေဖေကအမေကိုရှာမယ်အရေးပေါ်အခြေအနေမှာအမျိုးသမီးဟာဓာတ်လေကားပြင်ဘက်မှာပိတ်မိနေခဲ့တယ်ဓာတ်လေကားတကားတွေဖြည်းဖြည်းချင်းပိတ်သွားတာနဲ့အမျှအမျိုးသမီးကြိုတင်တီးရတဲ့ပောက်ကွဲမဲ့အချိန်ဟာလည်းသူ့ညပြန်ရောက်သွားတယ်ကျဲလောင်တဲ့အတန်တစ်ချက်အဆောက်အဦကြီးဟာမီးရှံတွေနဲ့အတူချက်ချင်းမြုံမျောသွားတယ်